ဒေဗန်လူရေးစဉ်အသေးအတွက်ရွေးချယ်ခြင်းခံလာရတဲ့ဂျီရို OB ပြည်သူများလုံးမင်္ဂလာပါခင်ဗျာ။မဲဦးသေးရဲ့လူငယ်ကြောက်ပွင့်ဂျီရို OB ကိုဒေဗန်အသင်းအတွက်ခေါ်ယူလိုက်ပြီးဖြစ်ပြီးဒါကတကယ်တော့စောလုံးနေလို့ပြောကောင်းပြောနိုင်ပေမယ့်ဂျီရို OB ရဲ့စွမ်းဆောင်ရည်နဲ့တောက်ပလာမှုတွေကမျက်နှာလွှဲထားလို့မရအောင်ဖြစ်မိရတဲ့အကြောင်းမှတ်ချက်ပေးပြောကြားခဲ့ပါတယ်။အကြခင်ချိန်တွေမှာတော့နိုင်ငံတကာပွဲစဉ်တွေကိုစားသွားရဖို့လည်းရှိနေပြီးဒီထဲမှာဒေဗန်လူရေးစဉ်အသင်းကလည်းအပါဝင်ဖြစ်ပါတယ်။ဒေဗန်က UEFA ရဲ့ Nation League အပြိုင်ပွဲ Quarter Final ပွဲစဉ်ဖြစ်ဘော်လီဝီတင်းနဲ့ရင်ဆိုင်ကစားသွားရဖို့ရှိနေပါတယ်။မဲဦးသေးမှာတော့စကာဒီနေဗီးယားနိုင်ငံကိုစားပြုပြီးပါဝင်ရှင်ပြိုင်ကြမယ့်ဒေဗီးစင်ကစားသမား၄ယောက်ထိရှိနေပါတယ်။သူတို့တွေကတော့ခရစ်စတီယာအဲရီဆင်၊ဘတ်ထရစ်ဒေါ့ဂူ၊ရာစမန်ဝိုင်လာနဲ့မာရင်ရိုင်မာတို့ဖြစ်ပါတယ်။သူတို့၄ယောက်ကဘော်လီဝီနဲ့ကစားရမယ့် Nation League ပွဲစဉ်မှာဒိမတ်အသင်းအတွက်စားပြုပြီးကစားပြုရွေးချယ်ခံထားရပါတယ်။ဒါကြောင့်ဒီကစားသမား၄ယောက်ဟာလာမယ့်ဘက်မှာဒိမတ်နဲ့ပူပေါင်းဖို့အတွက်သွားရောက်ကြတော့မှလည်းဖြစ်ပါတယ်။ဝိုင်လာကဘယ်မှာခြေစုံမပြောင်းနိုင်တဲ့အပြင်လူပေါ်ကြီးတယောက်လိုဖြစ်နေခဲ့ပေမဲ့လည်းဒိမတ်အသင်းအတွက်ရွေးချယ်ခံခဲ့ရတာကအံ့အားသင့်စရာပါ။ဒါပေမဲ့တပတ်ကကြည့်မယ်ဆိုရင်လည်းဝိုင်လာရဲ့ပွဲစဉ်ညံပြင်းလို့နေတဲ့စွမ်းဆောင်တွေကယုံကြည်ချက်တွေပြောင်းဆုံးနေတာလို့ဒိမတ်နီးပြားကယုံကြည်ထားပြီးသူ့အနေနဲ့ဝိုင်လာရဲ့ယုံကြည်မှုတွေကိုပြန်လည်မြင့်တင်ပေးနိုင်မယ်လို့ယုံကြည်ထားတဲ့အကြောင်းလေးပြောထားပါသေးတယ်။ဒီတိုင်းတော့တကယ်ဖြစ်နိုင်မယ်ဆိုတော့အင်မိုရီအတွက်ရောမန်ယူပရိသတ်တွေအတွက်ပါဝမ်းသာစရာကိစ္စလေးဖြစ်လာပါလိမ့်မယ်။ကောင်းပြီအခုပြောသွားမှတွေထဲမှာဂျီရို OB ရဲ့အကြောင်းတစ်ခုမှလည်းမပါပါလား။ပြောတော့ဒိမတ်အတွက်ခေါ်ယူခဲ့တယ်ဆိုပြီးမေးစရာရှိနေမယ်ထင်ပါတယ်။စပြောပါတော့မယ်။ဂျီရို OB ကလည်းဝိစဉ်အသင်းကြီးအတွက်အစင်းမဖြစ်သေးဘူးလို့ယူဆထားပြီးဒိမတ်ယူနိုက်တက်အသင်းအတွက်ကိုတော့ခေါ်ယူခဲ့ပါတယ်။ယူနိုက်တက်နီးပြားကဂျီရို OB ကိုအသင်းမှာနေရာပေးဖို့အချိန်ကျပြီလို့သတ်မှတ်လိုက်တာကြောင့်ဂျီရို OB ကလူငယ်လေဝိစဉ်တယောက်ဖြစ်ခွင့်ရလာတော့မှာပါ။ဂျီရို OB ယခုရာသီမှာမန်ယူအသင်းအတွက်စိတ်ကူးရင်ဆန်သူဖြစ်ပြီးအကယ်ဒမီကစားသမားဘဝမှာသွင်းကို15ကိုထိသွင်းယူပြထားတာကြောင့်လေအင်မိုရီကလည်းဂျီရို OB ကိုပထမအသင်းရဲ့လူစင်းစီကိုခေါ်ယူခဲ့ရပါတော့တယ်။လက်ရှိချိန်ထိပွဲကစားဝင်မိနစ်တွေမှာအကန့်အသတ်တွေအများကြီးရှိနေသေးပြီးဘောဝင်ကစားဝင်ရရှိတဲ့ချိန်တွေမှာလိုအပ်ချက်တွေအားနည်းချက်တွေကိုအများကြီးမြင်တွေ့နေရအောင်သေးပေမဲ့ဂျီရို OB ရဲ့အတွေ့အကြုံပိုင်းကစကားပြောနေတာအကြောင်းဖြစ်ပါတယ်။သူစီမှာစီနီယာပွဲအတွေ့အကြုံအများကြီးမရှိပါဘူး။ဒါကကစားသမားကိုစီနီယာပွဲတွေကစားရတဲ့အခါမှာဖိအားတွေဖြစ်စေပါတယ်။ဒါပေမဲ့အချိန်တခုပေးလိုက်ရင်တော့အတော်လေးကိုတိုးတက်ကောင်းမွန်လာနိုင်မယ့်အနေအထားမှာရှိနေသူပါ။ဒါကြောင့်ဒိမတ်ယူနိုက်တက်နီးပြားကလည်းဂျီရို OB ကိုအသင်းမှာနေရာပေးဖို့အတွက်ဆုံးဖြတ်ချက်ချမှတ်ခဲ့ပါတယ်။ဒီကြောင့်လည်းပတ်သက်ပြီးဒိမတ်ယူနိုက်တက်နီးပြစတီဗန်ဟိုဂျာကသူ့ကိုအသင်းမှာနေရာပေးတာကတကယ်စောလုံးတယ်လို့ထင်နေကြတာလား။ဒါဆိုကြုံနေတော့ပြောကြည့်မယ်။ပထမဆုံးအနေနဲ့သူကအရန်တိုတဲ့လူငယ်ကစားသမားလေးတစ်ယောက်ပါ။လူတွေအနေနဲ့သူစီမှာစီနီယာအတွေ့အကြုံတွေအများကြီးမရှိသေးဘူး။နောက်တစ်ချိန်မှာလည်းဝိသင်အသင်းကြီးကိုဦးဆောင်လာရမယ့်တိုက်စစ်မှုကလူငယ်အသင်းမှာလည်းထိုက်တဲ့ဘွဲအတွေ့အကြုံတွေတော့ရှိဖို့လိုမယ်လေ။ဒီနှစ်ချက်ကြောင့်သူ့ကိုလူစင်းနဲ့ခေါ်ခဲ့တာပါ။လက်ရှိမန်ချက်စတာယူနိုက်တက်ရဲ့လူငယ်နဲ့စီနီယာအသင်းကြီးတွေမှာသူဘာတွေလုပ်ပြနိုင်လဲဆိုတော့ကိုပြသခဲ့ပြီးသူကထိုက်တန်းစင်စီကိုတေချာပေါက်ရောက်လာမယ့်ကောင်လေးပါ။ပရီးမီယာလိလိုခက်ခဲချမ်းတဲ့လိမှာအသက်18နှစ်လောက်နဲ့ပွဲကစားခွင့်ရတာလွယ်တဲ့ကိစ္စမှမဟုတ်တာပဲ။တော်ရုံရည်ချင်းနဲ့ဒါမျိုးဖြစ်လာပါမလားဆိုပြီးမှတ်ချက်ပေးပြောဆိုသွားခဲ့ပါတယ်။ဂျီရို OB ကိုအခုလိုဒိမတ်ယူနိုက်တက်လူစင်းထဲမှာရွေးချယ်လိုက်တာတကယ်ကောင်းပါတယ်။လက်ဝဲစဉ်နဲ့ပွဲအတွေ့အကြုံတွေအများကြီးရလာနိုင်တယ်။အဲဒါကြောင့်ဂျီရို OB ကဒီထက်ပိုပြီးတိုးတက်လာဖို့လည်းရှိနေပါတယ်။အဆုံးလေးကြည့်ရှုပေးခဲ့ကြတဲ့အတွက်အားလုံးကိုကျေးဇူးတူပဲတင်ရှိပါရခင်ဗျာ။ဘောလုံးသတင်းတွေကိုနေ့စဉ်ကြည့်ရှုနိုင်ဖို့ကျွန်တော်တို့ရဲ့ Daily Sport Page လေးကို Like and Follow လေးတွေပြုလုပ်ထားပေးကြပါဦး